စပြီကွာမင်းနိုင်ငံခြားပြီးသွားပြီခင်ဗျာမြန်မာကိုပြန်လာတယ် ပြောငါ့ရဲ့အချစ်ကဒီမှာလေငါဒီကိုပဲပြန်လာမှာပေါ့ လောကမှာမိန်းမနှစ်မျိုးပဲရှိတယ်ချစ်ဖို့ကောင်းတဲ့မိန်းမနဲ့ချစ်လို့ကောင်းတဲ့မိန်းမဟဲ့နင်ကအဲ့နှကောင်းလိုက်တဲ့နဲ့မကိုင်းဘယ်နှခါပြောမလဲ ဝယ်တိတက်ပါလေ ငါယောက်ျားမဟုတ်ဘူးနော်ဒါပေမဲ့ယောက်ျားပြီးသားတဲ့စိတ်တဲ့အပြည့်ရှိ ကိုကြီးဆို ငါဖုံးဆက်တာ496ခါရှိပြီလုံးဝမကင်ဘူးဘာထားလဲအနော်ထားလား နေကငါချစ်တယ်ငါတော့ပြချင်မလား ဟောဒီပိုင်တဲ့အလောအကောင် ဒီကပေးလိုက်ရတနာမြက်ဆိုတဲ့ကောင်မလေးကိုလက်ထပ်တော့မှာ ဘာလို့လဲကြော်ရဲ့ အဲ့နှကောင်းနဲ့အရန်ညစ်ပတ်တဲ့လူငါအရန်စိတ်ကုန်နေပြီ လာ ဘိုးတို့မင်္ဂလာဆောင်ဝင်ဖြည့်စည်းတဲ့လူမှန်တယ်ဗျာ ကျမရှင် play ချင်တယ် play တော့ playground မဟုတ်ဘူး ဒီစားဟန်းရဲ့မင်္ဂလာပွဲကိုပလန်နာလုပ်ပြီးစီစဉ်ပေးနိုင်ရတော့ personal က personal professional က professional မတိရပိုင်းအတွင်းကိုငါမင်္ဂလာဆောင်တော့မှာ တော်တော်လေးမင်္ဂလာဆောင်တော့မယ် ဒီကငါတို့ရဲ့လူပြိုညတွေကနောက်ဆုံးညတစ်ညပဲဟေး ရမ်းမိုက်တဲ့သမီးရဲ့ရမ်းမိုက်တဲ့သမီးရဲ့ရမ်းမိုက်တဲ့သမီးရဲ့ အသက်ကြိုက်တာမင်းသိရသားနဲ့ကွာ မင်းကလည်းအတန့်ကြိုက်လို့ပဲနော်မင်းကောင်းကဒီစောင်းလေးအောင်မထွက်ဘူး အာယူနေကွာ မင်းလက်ကဘာဖြစ်နေလဲစပိုက်ဒါမန်လား ရအချင်းပါသွားလို့ကွာ ခေလီ ခေါ်စခေါ် ပြင်းတယ်အာတဲ့ရှော့တယ် သမီးဘာမှမလုပ်ဘူးနော်ဟိုလူတွေတက်လို့သွားတယ် ဘာလို့တက်လိုက်တာလဲဘယ်လိုတက်လိုက်တာလဲလို့ ဟိုတက်တဲ့ကြီးဟဲ့ရတော့လာပြန်ပြီ ငါတို့က free wedding ရိုက်နေကြားလိုက်လို့ပြီးနေတာ ဟဲ့ရတော့လာပြန်ပြီ ဒီဝေးပက်ကစ်တွေကိုချီးပါတဲ့ပက်ကစ်များတွဲထည့်ရလားမသိဘူးကွာ မင်းတို့တူးရင်ကွက်ကြီးကလုံးဝ pro ဆန်သွားကြီး ယောက်ျားညောင်လုံးတကယ်နဲ့ဂျူဝါလောက်မရုံမကြပါဘူးနင်းနဲ့ကြော်သူအောင်နဲ့မင်္ဂလာပွဲကိုစီစဉ်ပေးရမှာလားနင်းနဲ့ရဲသွေးနဲ့မင်္ဂလာပွဲကိုစီစဉ်ပေးရမှာလားပြောလက်စုပ်ကြီးအခုမရှိတော့ဘူးအခိုးခံလိုက်ရပြီ။အားလက်စုပ်ခိုးခံဘယ်လိုလုပ်ပြီးမှလဲပြော။ငါဝဲတဲ့ပလန်နာလေးလက်စုပ်ရောင်းနေသူမဟုတ်ဘူးဟဲ့ ဘာဖြစ်ချင်လဲ မင်းမိမကိုလိုချင်တာကွာ ဟာအခုမင်းမောယူတော့မှာ ဟုတ် ။ လား ကျမဝယ်ယူလိုက်ကြပါတော့ရှင် မယူငါမပိုင်ဆိုင်ရဘူးဆိုရင်ဖြတ်စည်းပြမှာငါတားပြီ